YouTube ကတကယ်ပဲပတ်စံပေးတာလား YouTube ရဲ့ analytics ကဘယ်လိုမျိုးအလုပ်လုပ်တာလဲပြီးတော့ Arvin Tran ကရော YouTube ကနေပတ်စံဘယ်လောက်ရပြီးပြီလဲဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်အားလုံးနဲ့အတူတူ sharing လုပ်ပါမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလူသိများပြီးလူသုံးများတဲ့ platform ၃ခုရှိတယ် Facebook ရယ် YouTube ရယ် TikTok ရယ်ဒီ platform ၃ခုလုံးထဲမှာ creator တွေတော်တော်များများနောက်ပိုင်းရှိလာကြတယ်ပေါ့နော်အဲ့တော့၃ခုလုံးမှာဘယ်ကောင်ကပိုပြီးပတ်စံပေးချမ်းလဲဆိုတော့ကျွန်တော်အတွေ့အကြုံရဆိုလို့ရှိရင်ကျွန်တော် Arvin Tran က Facebook မှာဆိုရင် follower 2သိန်းကျော်ရှိတယ် TikTok မှာဆိုရင်လည်း follower 2သိန်းနီးပါးလောလောဆယ်ရှိနေတယ်ပေါ့နော် YouTube မှာဆိုရင်အခုမှကျွန်တော်တောင်းကနန်း1000ကျော်ပဲရှိသေးတယ်ဆိုတော့ဒီ၃ခုကိုကျွန်တော်ရှင်းကြည့်မယ်ဆိုလို့ရှိရင်တကယ်အပေးချမ်းတာကတော့ကျွန်တော် Facebook ကရတာများပါတယ်ဒါပေမဲ့ကျွန်တော်ကအခု YouTube ကိုပို့ပြီးတော့ focus လုပ်ဖြစ်နေတယ်ဘာလို့လဲဆိုတော့ဒီ channel ၃ခုထဲမှာဗီဒီယိုတစ်ခုကိုတတ်မှတ်နဲ့ gallery ပုံစံမျိုးတွားလို့ရတာကကျွန်တော် YouTube လို့ကျွန်တော်မြင်တယ်ပြီးတော့တခြားမလိုလားတဲ့ post တွေပေါ့နော်ကျွန်တော် Facebook မှာဆိုရင်ကျွန်တော်ဗီဒီယိုတွေပဲရှိနေတာမဟုတ်ဘူးကျွန်တော် post တွေလည်းရှိတယ်ပြီးတော့ comment တွေတခြားအများကြီးပဲပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်မှုလို့ပေါက်နေတဲ့တခြားဟာတွေလည်းအများကြီးဆိုတော့တော်တော်လေး focus လုပ်ရတာအဆင်မပြေဘူးပြီးလို့ရှိရင်ကျွန်တော်ပြန်ကြည့်ချင်ရင်လည်း post တွေအားလုံးကိုပြန်ကြော်ပြီးကြည့်ရတာဖြစ်တဲ့အတွက်ပြန်ရှားတာလည်းမလွယ်ဘူးအဲ့ဒီ reason တွေကြောင့်ကျွန်တော် YouTube ကိုပို့ပြီးတော့ focus လုပ်မယ်ဆိုပြီးတော့ YouTube ဘက်ကိုကျွန်တော်ခြေလှမ်းစခဲ့တာပေါ့နော်ပြောရင်ပြောရ YouTube အကောင့်ကတော့ဖွင့်ထားတာ2022ထဲကဒါပေမဲ့ကျွန်တော်ဗီဒီယိုတွေကိုတေချာမလုပ်ဖြစ်ဘူးတင်ရင်လည်းကျွန်တော် YouTube ကဒီတိုင်း site channel အနေနဲ့ပဲတင်ပြီးတော့ Facebook မှာကျွန်တော်အရင်တင်တယ်ပြီးတော့မှသာ YouTube တင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုဒီ9လပိုင်း2026ကနေစပြီးတော့ကျွန်တော် YouTube only စပြီးတော့ post ကြည့်မယ်ဆိုပြီးတော့စခဲ့ပါတယ်ဆိုတော့ဆောနာက topic ကိုပြန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ၃ခုရှိတဲ့နေရာမှာကျွန်တော်ကတော့ personally YouTube ကိုပို့ပြီးတော့ကြိုက်တယ်ကျွန်တော်ဆောနာပြောတဲ့ reason ကြောင့်ပေါ့နော်Facebook မှာလည်းတင်လို့မရအောင်လားဆိုတော့တင်လို့ရပါတယ်ဒါပေမဲ့ Facebook ကတည့်တဲ့အတိုင်းနောက်ပိုင်းမြန်မာနိုင်ငံမှာ VPN issue တွေနဲ့ဘာတွေနဲ့ဆိုတော့ဗီဒီယိုတင်ရတာလည်းမလွယ်ဘူး file site ကြည့်ရင်ပို့ပြီးတော့ဆိုးတယ်ပေါ့နော်ကြည့်ရတဲ့သူတွေအတွက်လည်းပို့ပြီးတော့ခက်ခဲဖြစ်တယ်YouTube ကြတော့ကျွန်တော် VPN မလိုဘူးချိန်တဲ့အချိန်မှာဝင်ကြည့်လို့ရတယ်အခုရှိတာကတော့ YouTube ကကျွန်တော်အခုပြောမယ်VPN မလိုတဲ့ issue နဲ့ YouTube ကမြန်မာနိုင်ငံ region မှာကျွန်တော်တို့ပတ်စံမရပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုရဲ့ပြီးသွားရင်ဆက်ပြီးတော့ပြောပြပေးမယ်ပေါ့နော်အဲ့တော့ဒီ၃ခုမှာကျွန်တော်ကတော့ YouTube ကိုပို့ပြီး focus လုပ်ဖြစ်တယ်အဲ့တော့ပထမဆုံး question ကိုပြန်ပြောရရင် YouTube ကတကယ်ပတ်စံပေးတာလားဆိုတော့တကယ်ပတ်စံပေးပါတယ်ဒါပေမဲ့ Facebook လောက်တော့ rate ကမများဘူးပေါ့နော်အဲ့ဒါကတော့ကျွန်တော်အမြင် Facebook ကမြန်မာနိုင်ငံမှာ user များတော့ viewer များလို့ပိုများတယ်လို့တော့မြင်တယ်နောက်ပိုင်းတော့ Facebook က content monetization ပုံစံပြောင်းပြီးတော့တော်တော်များများကိုပေးလာတယ်ပေါ့နော် YouTube မှာတော့ကျွန်တော်အခုပြောမယ့်အချက်တွေနဲ့သူတို့ပတ်စံပေးပါတယ်အဲ့တော့ပထမဆုံးကျွန်တော်ရဲ့ဒီ YouTube ရဲ့ profile ကိုပြပေးမယ်ပေါ့နော်ကျွန်တော်ဖုန်းနဲ့ပဲ YouTube Studio ဝင်ပြီးပြပေးမယ်ဘာလို့လဲဆိုတော့ကျွန်တော်ထင်တယ်ကြည့်တဲ့ viewer အများစုကmobile user တွေပဲများလိမ့်မယ်ကျွန်တော်နိုင်ငံမှာပေါ့နော်ကျွန်တော်နိုင်ငံမှာမဟုတ်ပါဘူးကျွန်တော် globally ဘယ်နေရာပဲသွားကျွန်တော်ဒီခဏနေရင်လည်းတွေ့လိမ့်မယ် user အများစုက mobile နဲ့ကြည့်ကြတာများတယ်ပြီးသွားလို့ရှိရင်ဒါ laptop တို့ computer တို့ပြီးသွားရင် TV နဲ့ကြည့်ကြရပါတော့အဲ့တော့ကျွန်တော်ဒါကို screen record လုပ်ပြီးတော့ကျွန်တော်ရဲ့ channel ရဲ့အခြေအနေကိုပြပေးပါမယ်အဲ့တော့အခုမြင်နေရတာတော့ဒါကျွန်တော်ရဲ့ channel ပေါ့နော် Arvin Tran အောက်မှာ local subscriber က13435 453ပဲရှိသေးတယ်ဆိုတော့ကျွန်တော်ဒါကပြောရင် YouTuber တွေထဲမှာပေါက်ဆလို့တော့ပြောလို့မရဘူးသေးဘူးနဲ့တူတယ်ဘာလို့လဲဆိုတော့ YouTube မှာတကယ်တမ်းက follower တသိန်းပြည့်မှပွားစားတာပါဘာလို့လဲဆိုတော့ follower တသိန်းပြည့်မှသူတို့တရားဝင်သတ်မှတ်ပေးထားတဲ့ verify badge ကိုကျွန်တော်တို့ရှောက်လို့ရတယ်ပြီးတော့ follower တသိန်းပြည့်မှဒါကျွန်တော်တို့ဒီ YouTuber တွေနောက်မှာမြင်ရတဲ့ saver play button ပေါ့နော်အဲ့ဒါက YouTube ကနေတရားဝင်ချပေးပဲပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ဒါ subscriber တသိန်းဒီနှစ်အတွင်းရအောင် push မယ်ဆိုတော့ကိုတော့လောလောဆယ်လုပ်ထားတယ်ဆိုတော့ subscribe မလုပ်ပဲဝင်ကြည့်နေတဲ့သူတွေ subscribe လုပ်ပေးပါဖို့ပြောချင်ပါတယ် so let's go အဲ့တော့ကျွန်တော်အောင်မြင်ဆုံးဗီဒီယိုပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် channel ထဲမှာအောင်မြင်ဆုံးဗီဒီယိုလို့ပြောလို့ရတာကကျွန်တော်ဖက်နက်တွေလိုက်ဝင်မယ်ဆိုတဲ့ဟာပေါ့နော်ကျွန်တော်ဒါ2024တုန်းကဒီ sneaker fair ရန်ကုန်မှာလုပ်တော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်တင်တဲ့ဘုတွေမှာတွားပြီးဖက်နက်ဝယ်တဲ့ဗီဒီယိုဘာမကြည့်ရသေးတဲ့သူတွေတွားကြည့်လို့ရပါတယ်ကျွန်တော်ဒီနောက်မှာပြန်ပြီး sharing လုပ်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ view ကဒါ overview ပေါ့နော်ကြည့်လို့ရတာကျွန်တော်ပြောပြပေးမယ် overview ထဲမှာဒီမှာ view ပါတယ်ပြီးတော့ watch time ဆိုပြီး hour နဲ့ပါ
ပါတယ်ပြီးရင် subscriber ဆိုပြီးပါတယ်ပြီးရင်နောက်မှာ estimate revenue ပေါ့နော်အဲ့ဒါပါတယ်ဆိုတော့ဒါကတော့ overview ပေါ့နော်ဒီတော်တော်များများကတော့ဒီဟာကိုသိရင်တော့ကိုအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ဒီ day reach တဲ့ဝင်ပြီးတော့နည်းနည်းရှင်းပြပေးမယ် reach မှာကျွန်တော်ပထမဆုံးတွေ့ရမှာ impression ပေါ့နော်ကျွန်တော်ဒီ video မှာဆိုရင် impression 9,48,000 ထိရထားတယ်ဆိုတော့တန်းနီးပါပေါ့နော် impression ဆိုတာဘာလဲလို့ပြောရရင် impression ဆိုတာကြည့်တဲ့လူတွေရဲ့ new feed ပေါ့နော် Facebook မှာဆိုကျွန်တော် new feed လိုမျိုးပဲသူ့ရဲ့ feed ပေါ်ကိုကျွန်တော်တို့ရဲ့ video ပြပေးတဲ့အချိန်ရေးတွက်ပေါ့နော် YouTube အနေနဲ့ဒါပြန်ပြီးတော့ sharing လုပ်ပေးတယ်သူကြည့်လားမကြည့်လားတော့သူ့ရဲ့ဒီ screen မှာပေါ်အောင်ပြပေးတဲ့အချိန်ရေးတွက်ပေါ့နော်ဒါကြည့်ချင်းမကြည့်ချင်းနဲ့မဆိုင်သေးဘူးပြီးတော့ရင်ဒါ view ကကြတော့ဒါသူတကယ်ဝင်ကြည့်သွားတဲ့ဟာပေါ့နော်ကျွန်တော်တို့ video ကိုသူ click ပြီးတော့ဝင်ကြည့်သွားတဲ့အချိန်ကြီးအတွက်အဲ့တော့ impression click through rate ကြတော့ကျွန်တော်တို့က view ကိုလိုချင်ရင်ကျွန်တော်တို့ impression 4.5% ကိုကျွန်တော်တို့ impression ကိုမြှောက်လိုက်လို့ရှိရင်ကျွန်တော်ကြည့်ရတဲ့ရတဲ့အရေအတွက်51,600ရပါလိမ့်မယ်တော့နီးနီးစက်စက်ပဲရလိမ့်မယ်ပေါ့နော်ဘာလို့ဆိုတော့ဒါတွေကလောလောဆယ် update detail နောက်မှာ decimal တွေရှိနေသေးတာကြောင့်နံပါတ်တွေရှိနေသေးတာကြောင့်ကွက်တီရောရချင်မှရလိမ့်မယ်ကျွန်တော်ဆိုလိုတဲ့အဓိပ္ပာယ်က view ကိုလိုချင်ရင်ကျွန်တော်တို့ဒီ percentage ကို impression နဲ့မြှောက်လိုက်လို့ရှိရင်ကျွန်တော်တို့အဲ့ view အရေးအတွက်ရပါလိမ့်မယ်ဆိုတော့ဆက်သွားလို့ရှိရင်ကျွန်တော် unique viewer ဆိုပြီးဆက်ရှိရဲဒီမှာဆိုရင် unique viewer ကျွန်တော်39,800ပေါ့နော်39,800မှာပွင့်လင်းပြောရင်ဒါကတကယ်ကြည့်တဲ့လူအရေးအတွက်ပါကျွန်တော်ကြည့်ရဲ့ view ဆိုတာကဒါလူတစ်ယောက်တည်းကကျွန်တော်9ချိန်ကြည့်ရင်ဒီထဲမှာ view က9ခုတက်သွားမယ်လူတစ်ယောက်တည်း account တစ်ကောင်နဲ့ကနေကျွန်တော်10ခုကြည့်လို့ရှိရင်10 view တက်တယ်ပေါ့နော် unique viewer ကြတော့ကျွန်တော် viewer အရေးအတွက်ပါဟိုဒီတစ်ယောက်တည်းကအချိန်100ကြည့်လဲ unique viewer မှာ1ပဲတက်မယ်10ကကြည့်လဲ1ပဲတက်မယ်ပေါ့နော်အဲ့ဒီသဘောတရားပေါ့နော်အဲ့တော့ unique viewer ကတော့ထုံးစံတိုင်း view ထက်အမြဲတမ်းနည်းနေပါလိမ့်မယ်ဘာလို့ဆိုတော့လူတစ်ယောက်တည်းကကိုယ့် video ကိုကြိုက်လို့2ချိန်3ချိန်ကြည့်နေရဆိုတာဖြစ်နိုင်တယ် viewer ကတော့ကျွန်တော်တို့ကရှိရင်ရှိသလောက်ပဲပေါ့နော်ထပ်ပြီးပွားလာကြအကြောင်းမရှိဘူးတစ်ကောင်ဆိုရင်တစ်ယောက်ပဲတက်တယ်အဲ့တော့ဒါကတော့ unique viewer ပေါ့နော်ကျွန်တော် reach မှာဆိုရင်အဲ့လောက်သဘောပေါက်ရင်ရတယ်ပြီးတော့ကျွန်တော် engagement ကိုဆက်သွားပြပေးမယ် engagement မှာဆိုရင်ကျွန်တော် watch time hour နဲ့ပြထားတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ video ကိုကြည့်ထားတဲ့စုစုပေါင်းနာရီပါဥပမာလူတစ်ယောက်ကကျွန်တော်က10 minute စာ video တင်နေဆိုရင်10 minute လုံးစာကြည့်ချင်မှကြည့်နိုင်မယ်လူတစ်ယောက်က2 minute စာကြည့်ရတချို့က10 minute စာကြည့်ရတချို့ကလည်းအပြီးထိ10 minute ကြည့်ရင်ကြည့်တယ်ပေါ့နော်အဲ့တော့အဲ့လူ3ယောက်ပေါင်းလိုက်လို့ရှိရင်အဲ့မှာ10 minute ရ3 minute ရ2 minute ရဆိုတော့15 minute တူတယ်ရမယ်အဲ့သဘောတရားပေါ့နော်အဲ့လိုမျိုး minute တွေပေါင်းသွားပြီးတော့နာရီစုစုပေါင်းကကျွန်တော် 6.6K ဆိုတာ6,600နာရီကြည့်ထားတယ်ပေါ့နော် average view duration ကကြတော့စောနာကကျွန်တော်ပြောတဲ့လူတွေပေါ့နော်တချို့က2 minute ကြည့်ရတချို့က5 minute ကြည့်ရတချို့က7 minute ကြည့်ရအဲ့ဒါတွေအားလုံးကိုကျွန်တော်က view ရေအတွက်နဲ့ပြန်ပြီးစားလိုက်လို့ရှိရင် average ကကျွန်တော်9 minute နဲ့42 second ရှိပါတယ်အဲ့ဒါ average ကြည့်တဲ့အချိန်ပေါ့နော်အဲ့တော့ video က7 minute စာဆိုရင်လူအများစုက9 minute လောက်ထိကြည့်ရဆိုပြီးကျွန်တော်ဒီလိုနားလည်လို့ရတယ်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့တော်တော်အဆင်ပြေရပေါ့နော်နောက်တစ်ခုကကျွန်တော် audience ကိုတွားလိုက်မယ် audience ထဲမှာဆိုရင်စောနာပြောခဲ့တဲ့ unique viewer အရေးအတွက်ပါတယ်ဒီမှာဆိုရင်39,800ပေါ့နော်အဲ့တော့ဒီဗီဒီယိုကြောင့်ကျွန်တော် subscriber ဒီမှာဆိုရင် plus 1k တိုးလာတယ်ပေါ့နော်ဒါ 1k အတိအကျတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်နောက်မှာဓာတ်မရှိရင်ရှိမှာပေါ့နော်ဒီမှာတော့ 1k လို့ပဲပြောထားရဲဆိုတော့လူရောက်1000 subscribe ကို channel ကိုလုပ်သွားပါတယ်အဲ့တော့အဲ့ subscribe လုပ်သွားတဲ့သူတွေနဲ့အဲ့ကြည့်သွားတဲ့သူတွေကဒီဗီဒီယို effect ကြောင့်ကျွန်တော်တင်ထားတဲ့တခြားဒီရောက်မှရေးထားတဲ့ဗီဒီယိုတွေကိုလည်းသူတို့ကြည့်ပါတယ်ဆက်သွားမယ်ဆိုရင် device type ပါလာတယ်ပေါ့နော်ဆောနာကျွန်တော်ပြောတယ် mobile နဲ့ကြည့်တဲ့သူကကျွန်တော်အယောက်100မှာဆိုရင်68ယောက်လောက်ကြည့်တယ်ကွန်ပျူတာနဲ့ဆိုရင်15ယောက်ကြည့်တယ် TV နဲ့ဆိုရင်17ယောက် tablet တွေနဲ့ဆိုရင်ကျွန်တော် 5.7 ဆိုတော့9ယောက်6ယောက်စာလောက်ကြည့်တယ်ပေါ့နော်အဲ့တော့ age ကိုလည်းဒီမှာရေးထားတယ်ကြည့်တဲ့သူရဲ့အသက်တွေပေါ့နော်အဲ့ဒါကကျွန်တော်အများစုကဒီမှာဆိုရင်ကျွန်တော်18နှစ်ကနေ45နှစ်ကအများဆုံးကြည့်ကြတယ် total 90%ကျော်ပေါ့နော်95% above လောက်တောင်ရှိမှန်းနဲ့တူတယ်အများစုကကျွန်တော်အသက်18နှစ်ကနေ45နှစ်ကိုယ့်ရဲ့ channel ကိုကြည့်ကြတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့တကယ် actual audience ကဘယ်သူတွေလဲဆိုရင်သိလို့ရှိရင်ကျွန်တော်နှောက်တင်မဲ့ content တွေကိုကျွန်တော်တို့ဘာတင်သင့်လဲကြိုပြီးစဉ်းစားလို့ရတယ်ကြိုပြီး planning လုပ်လို့ရတယ်နောက်တစ်ချက်ကိုကျွန်တော်ဆက်သွားမယ်ဆို revenue ပါဒါတော့တော်တော်များများစိတ်ဝင်စားနေမှန်းနဲ့တူတယ် revenue ဆိုတော့ကျွန်တော်တို့ဒီ channel ကဒီဗီဒီယိုအတွက်ကျွန်တော်တို့ငွေဘယ်လောက်ရလဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ရထားတာ19.66ဒေါ်လာပေါ့နော် USD 19.66 view 9000ကျော်တက်တဲ့ဗီဒီယိုကိုကျွန်တော်19.66ပဲရတယ်ဒါကများလားဆိုရင်တခြားနိုင်ငံက
YouTuber တွေနဲ့ရှင်လို့ရှိရင်အင်မတန်နည်းပါတယ်ဘာလို့နည်းလဲဆိုတော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာ YouTube ဟာတရားဝင်မရှိတာလည်းတစ်ပိုင်းပြောလို့ရှိရင်မြန်မာ language ပြောလို့ရှိရင်ကျွန်တော်မြန်မာ region မှာ YouTube ကိုပေါ်မှာ app brand မဲ့ company တွေမရှိဘူးပေါ့နော် business တွေမရှိဘူးအဲ့တော့အဲ့ဒါတွေကနေအဓိကပတ်စံပေးတာပါအဲ့ဒါကျွန်တော်အခုဆက်ပြောပြမယ်ပေါ့နော်အင်မတန်မှနည်းပါတယ်မြန်မာငွေနဲ့တိကျင်တော့ဒီ 19.66 ကိုအခုပေါက်ဈေး USD rate ဒေါ်လာ4000ကျော်နဲ့မြှောက်ကြည့်လိုက်ပေါ့နော်အဲ့ဒါဆိုရင်ဒီဗီဒီယိုတစ်ပုဒ်တည်းကနေအခုလက်ရှိကျွန်တော်ရနေတဲ့ပတ်စံကိုပြထားတာဖြစ်ပါတယ်ဘယ်ကနေရရလဲဆိုတော့ကျွန်တော် watch page app တွေကနေရတယ် YouTube Premium ကနေရတယ်အဲ့တော့ YouTube မှာရတာကျွန်တော်2မျိုးရှိတယ်ဒီမှာပေါ့နော်ကျွန်တော်လုံးလုံးစဲရနေတာ2မျိုးက app တွေ run တာနေရတယ်ဆိုတာကဆောနာပြောတဲ့ company တွေကနေဒီ YouTube ပေါ်မှာသူတို့ရဲ့ကြော်ညာတွေပေါ့နော်သူတို့ကြော်ညာတွေကိုကျွန်တော်ဗီဒီယိုမှာ app တွေထည့်တယ်ဆိုလို့ရှိရင်ဒါ YouTube ကသူ့ဘာသူ auto ချိတ်ပေးတာပေါ့နော်အဲ့ဒါအတွက်ကျွန်တော်96ရာခိုင်နှုန်းအဲ့ကနေပတ်စံရတယ် YouTube Premium ကြတော့မြန်မာနိုင်ငံမှာတော့ YouTube Premium ဘယ်သူမှဝယ်သုံးမှမထင်ဘူးဘာလို့ဆိုတော့မလိုအပ်လို့ပေါ့နော် YouTube Premium ဝယ်သုံးလိုက်ရင်သူကလစဉ်ကြေးပုံစံမျိုး subscription fees နဲ့ပေါ့နော်ထိုင်းမှာဆိုရင်တစ်လကိုဘတ်ရာခဏန်းပေါ့နော်300လောက်ဝယ်သုံးမယ်ဆိုလို့ရှိရင် तू ကတောက်လျှောက်လဲကျွန်တော်တို့ကြော်ညာတွေမဝင်မဲနဲ့ကြည့်လို့ရမယ်ပြီးသွားလို့ရှိရင်ကျွန်တော် screen ကိုပိတ်ထားပြီးတော့ back play တဲ့ပုံစံမျိုးပေါ့နော်တချင်းတွေပါကျွန်တော်နားထောင်ခြင်း screen ဖွင့်ထားစရာမလိုကိုနားထောင်ခြင်းတဲ့တချင်းကို play ထားပြီး phone screen ပိတ်ထားပြီးနားထောင်လို့ရတယ်ပေါ့နော်အဲ့တော့အထက်က music ကဆက်ပြီးတော့ play နေမှာပေါ့နော်အဲ့ပုံစံမျိုးလုပ်လို့ရတာကိုကျွန်တော် YouTube Premium ရှိပါတယ်သူကတော့လားစင်ကြီး user တွေကပေးပြီးတော့ကြည့်ရတာဖြစ်တဲ့အတွက်အဲ့ user တွေပေးတဲ့ပတ်စံရဲ့ percentage တစ်ချို့ကျွန်တော်တို့ဒီလို creator တွေကရတယ်ပေါ့နော်အဲ့သဘောတရားပဲ video performance မှာဆိုရင်ဒီမှာ estimate revenue ပြထားတယ်ပြီးတော့ YouTube မှာပေးတဲ့ Sona rate ကိုပြောပါဆိုရင်ကျွန်တော်က CPM နဲ့ RPM ဆိုပြီးနှစ်ခုသတ်မှတ်ထားရှိတယ်ဒါ revenue မှာပေါ့နော် CPM ဆိုတာ cost per mile ပေါ့နော် cost per mile ဆိုတာကကျွန်တော် Latin ဘာသာစကားအရ1000ပေါ့နော်1000ကိုပြောတာပါ1000တန်းကိုပြောတာပေါ့နော် cost per mile ဆိုတော့ view 1000ရဖို့ဒီကြော်ညာလုပ်ငန်းရှင်တွေကလာပြီးတော့ YouTube ကိုပေးရတဲ့ပတ်စံရေးအတွက်ဗျာဒီမှာဆိုရင်ရောက်မှာပေါ့နော် CPM က 4.13 ရှိတယ်view 1000ရဖို့လုပ်ငန်းရှင်တွေကဒေါ်လာ4.13ပေးရပါတယ်အဲ့ဒါကိုမှဒီမှာ RPM ဆိုတာက revenue per mile ပေါ့နော်1000မှာဒီ YouTuber တွေကိုရတဲ့ revenue ငွေကြေးဖြစ်ပါတယ်အဲ့ဒါကဒီမှာဆိုရင် 0.34 ပဲရှိတယ်အဲ့ဒီ rate ကအမှန်တကယ်အရန်နည်းပါတယ်ကျွန်တော် Google မှာ search လုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် YouTube က RPM တို့ CPM တို့ဘယ်လောက် rate ပေးလဲဆိုရင်ပုံမှန် CPM ဆိုလို့ရှိရင်တကယ် creator အကြီးစားကြီးတွေဆိုလို့ရှိရင်ဒေါ်လာ20လောက်ထိရတဲ့သူတွေရှိတယ်ဒေါ်လာ$5ကနေဒေါ်လာ20ထိ CPM ရတယ်အဲ့ဒါကိုမှသူတို့ RPM ဆိုလို့ရှိရင် USD $3ကနေ$9ထိဒါ average တွေ့ပါလိမ့်မယ်အဲ့တော့ဒီမှာသူတို့နဲ့ရှင် USD 0.34ဆိုတာတော်တော်ကြီးနေပေါ့နော်အဲ့တော့ 0.34 ဆိုတာကကျွန်တော်တို့ view 1000မှာ 0.34 ရတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုက view 9000ဆိုတော့အပေါ်မှာ 51.4 နဲ့တန်းမြောက်လိုက်လို့ရတယ်အဲ့တော့ 51.4 အမြောက် 0.34 ဆိုရင်ကျွန်တော်အခုရနေတဲ့ USD 17.46 ဒေါ်လာထွက်လာပါလိမ့်မယ်အဲ့တော့ euro ရှင်းရှင်းပဲပေါ့နော်ဘာမှတော့တိတ်မခတ်ပါဘူးဒါကိုကြည့်တတ်သွားရင်နားလည်သွားရင်ဆိုလို့ရှိရင်ကိုမြှောက်ကြည့်လို့ရတယ်အဲ့တော့ဒါကတော့ဒီဗီဒီယိုမှာရထားတဲ့ဟာပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုထပ်ပြပေးမယ်အဲ့ဒါကကျွန်တော် literacy နဲ့ပြောခဲ့တဲ့ဗီဒီယိုပေါ့နော်အဲ့ဗီဒီယိုဆိုရင်ကျွန်တော် view 2000ကျော်21,500ရထားတယ်ပေါ့နော် watch time ကကျွန်တော် 3.5k 3500အထိရထားတယ်အဲ့ဗီဒီယိုကြောင့်ကျွန်တော် subscriber 958ယောက်ထပ်တိုးထားတယ်ပေါ့နော် estimate revenue က0ပါဘာလို့0လဲဆိုတော့ဒီဗီဒီယိုမှာကျွန်တော်တို့က app brand မို့အတွက်ဒီတိုင်း music ထည့်ရပါတယ်အဲ့ဒါကကျွန်တော်က anyhow ကိုထည့်ခြင်းတဲ့ music ကိုထည့်လိုက်လို့မရဘူးကျွန်တော် copyright နဲ့ညှိရပါ copyright မညှိအောင်ဆိုလို့ရှိရင်ကျွန်တော် music ကအခုနောက်ပိုင်းဆို royalty free music တွေရှိတယ်အဲ့ဒါတွေကိုကျွန်တော်ပတ်စံပေးပြီးတော့ subscription fees နဲ့ပေးပြီး download လုပ်ပြီးတော့ကိုယ့်ဗီဒီယိုတွေမှာပြန်ပြီးသုံးရတယ်ဒီဗီဒီယိုမှာကျွန်တော် literacy နဲ့ပြောတာဖြစ်တဲ့အတွက် literacy ရဲ့ can you see me music ကိုဒီတိုင်း play လိုက်တာပေါ့နော် play လိုက်တော့ copyright လုံးဝညှိတယ်အဲ့တော့ copyright မညှိခြင်းအဲ့ music ကိုဖြုတ်မှကျွန်တော်ပတ်စံရမယ်သဘောပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ music ကိုထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ပတ်စံမရဘူး music ရဲ့ owner ဖြစ်တဲ့literacy ကို channel ရပဲဒါပတ်စံရပါတယ်ပေါ့နော်အဲ့သဘောတရားပါအဲ့တော့ YouTube မှာတော့ anyhow တင်လို့မရဘူးနောက်ပြီးတော့ဒါတွေကကျွန်တော်က
ညာလို့လည်းမရဘူး copyright တင်တဲ့ပတ်သက်ပြီးတော့ပထမဆုံးတင်ထားပြီးတော့ license တင်ထားတဲ့သူကဒါ music right owner ဖြစ်သွားတာပေါ့နော်အဲ့တော့နောက်ပိုင်းမှာလည်းကျွန်တော်တို့ဒီဝယ်ပြီးသုံးတဲ့ music တွေတောင်မှတစ်ခါလေကြားလို့ရှိရင် copyright နဲ့ညှိရင်ကျွန်တော်တို့က copyright ပြန် claim ရတဲ့ကိစ္စတွေပါရှိရပေါ့နော်အဲ့ဒါကတော့ကျွန်တော်တက်ထပ်ပြောမှအဆင်ပြေမှနဲ့တူတယ်ဗီဒီယိုအရင်ရှေ့သွားမှာဆိုလို့ပေါ့နော်အဲ့တော့ YouTube ကပတ်စံပေးလားဆိုတော့ပေးပါတယ်ဒါပေမဲ့လွယ်လား YouTube မှာကျွန်တော်တို့ပတ်စံရဖို့လွယ်လားဆိုရင်တော့အခုမြင်တဲ့အတိုင်းကျွန်တော် view 9000ရတဲ့ဟာမှာ$18ဆိုတော့စဉ်းစားကြည့်YouTube မှာ view တက်ဖို့ကအမှန်တန်ခက်ပါတယ်ကျွန်တော်တို့ TikTok မှာအလွယ်ဆုံးပဲပေါ့နော်ကျွန်တော်ဆောနာပြောခဲ့တဲ့ဒီ platform 3ခုမှာဆိုရင် Facebook ကဒုတိယလွယ်လို့ပြောရမယ် YouTube ကအခက်ဆုံးပါပဲ YouTube မှာ view 1000ရဖို့ကတော်တော်လေးစူးစမ်းရတယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာလိုပြောနေတာလည်းပါမှာပေါ့နော်။အဲ့တော့ YouTuber တွေview 3သိန်းလောက်ရသွားရင်လည်းပတ်စံကမျိုးမြတ်ရမယ်ပေါ့နော်။တခုတော့ရှိတယ်ကျွန်တော်အစမှပြောခဲ့သလိုမျိုးပဲမြန်မာပြည်ကကြည့်တဲ့သူတွေအများအတွက် view တွေကကျွန်တော်တို့ creator တွေမှာပတ်စံမရပါဘူးဘာလို့လဲဆိုတော့မြန်မာ region မှာ app မ run ဘူးပေါ့နော် app မရှိတဲ့အတွက်ဒါပတ်စံမရဘူးရှင်းလေးပြောရရင်အဲ့တော့ creator တွေကိုကိုကတကယ် support ပေးခြင်းတယ်ဆိုလို့ရှိရင်တချို့ VPN နဲ့ကြည်ခိုင်းကြတယ်ကျွန်တော်ဆိုရင်တော့အဲ့လိုမျိုးတစ်ခါမှတော့မပြောဘူးဒါပေမဲ့မိမိကိုယ်တိုင်ကဒါဒီ creator အရင်ကြိုက်လို့ support ပေးခြင်းတယ်ဆိုလို့ရှိရင်တော့VPN ဖွင့်ပြီးတော့အနောက်နိုင်ငံတွေပေါ့နော် US ဖြစ်ဖြစ် Europe နိုင်ငံဖြစ်ဖြစ်ထားပြီးကြည့်ရင်တော့CPM rate ကပုံမြင့်တယ်မြင့်တဲ့အတွက် code creator ကဒါပတ်စံပို့ရတယ်ပေါ့နော်ဗီဒီယိုတွေ app တွေပါပေါ်လာရင်လည်းဒါ skip မလုပ်ဘဲနဲ့တန်းပြီးကြည့်လို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကရှင်းတဲ့အပိုင်းကတော့ဒီလောက်ပဲပေါ့နော်နားမဲ့တာရှိလို့ရှိရင်လည်းကျွန်တော်ဒီဗီဒီယိုအောက်မှာ comment ပေးပြီးသိချင်တာတွေပါမေးလို့ရပါတယ်ကျွန်တော်ကတော့ဒါအခုမှစတာဖြစ်တဲ့အတွက်ကျွန်တော်သိသလောက် knowledge sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဒီမှာမှားတွေပါလို့ရှိရင်လည်းကျွန်တော်ထောက်ပြလို့ရပါတယ်နောက်ပြီးသိချင်တာတွေထပ်ရှိသေးလို့ရှိရင်လည်းကျွန်တော်ပြောပြပေးမယ်တခုကျင်ညာစရာရှိပါတယ်အဲ့ဒါတော့ဒီဗီဒီယိုအဆုံးထိကြည့်ရတဲ့သူတွေပဲတွေ့မှာပေါ့နော်ကျွန်တော်အခုရထားတဲ့ပတ်စံရှိပါတယ်ကျွန်တော် channel ထောင်ထားတာအခုဆိုရင်3နှစ်လောက်ရှိပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဗီဒီယိုတွေအခုမှတေချာလုပ်ဖြစ်တာဆိုရထားတဲ့ပတ်စံကကျွန်တော်$100ရှိရပေါ့နော်ဒီ$100ကဒီမှာရေးထားတဲ့အတိုင်း payment ကကျွန်တော်ဒီလ21ရက်နေ့ကနေ26ရက်နေ့မေလအတွင်းမှာရမှာဆိုတော့ကျွန်တော်ဒီပတ်စံဝင်လာလို့ရှိရင်ကျွန်တော်ရဲ့ subscriber တွေကိုဥဖြားပထမဆုံးရတဲ့ပတ်စံကို giveaway ပေးခြင်းပါတယ်အဲ့တော့ဒီ100ခိုင်နှုန်းလုံးကိုကျွန်တော် giveaway ပြန်ပေးမယ်ပေါ့နော်ကျွန်တော်မြန်မာငွေနဲ့မြောက်မယ်ဆိုရင်4,200,000ကျော်လောက်ရှိမယ်နဲ့တူတယ်ဆိုတော့ကျွန်တော်ပေးမဲ့အစီအစဉ်ကတော့ရှင်းပါတယ်ကျွန်တော်ဒီဗီဒီယိုအောက်မှာ comment ပေးရမယ်ပြီးတော့ကျွန်တော် channel ကို subscribe လုပ်ထားရမယ်ဒီဗီဒီယို like လုပ်ပေးထားရမယ်ပြီးတော့လို့ရှိရင်ကိုကြိုက်တဲ့နှစ်သက်တဲ့မေးခွန်းဆိုလည်းမေးခွန်းပေါ့နော်ကိုကျွန်တော်ပြောချင်တဲ့အကြောင်းအရာတစ်ခုရှိလို့ရှိရင်လည်းရေးခဲ့လို့ရပါတယ်ပြောလို့ရှိရင်ကျွန်တော်ပတ်စံပေးလို့ရမယ် account တစ်ခုပေါ့နော် KPay Wave AYA Pay ဒီ3ခုနဲ့ကြိုက်တဲ့ဟာနဲ့အဆင်ပြေမဲ့ဟာကိုယ့်ရဲ့ account နာမည်ရယ်ဖုန်းနံပါတ်ရယ်ပြီးရင် payment က AYA Pay ဆို AYA Pay KPay ဆို KPay အဲ့လိုလေးရေးခဲ့ပေးပါကျွန်တော်နောက်လာမှာကျွန်တော်မွေးနေ့ရှိတယ်ပေါ့နော်ဂျွန်10ရက်နေ့ကြာရင်ကျွန်တော်ဗီဒီယိုနဲ့တေချာ recording ပြန်လုပ်ပြီးတော့ဒီဗီဒီယိုအောက်က comment တွေထဲကနေကျွန်တော်ရှိသလောက်အားလုံးကို sharing လုပ်ပေးမယ်ပေါ့နော်ဥပမာကျွန်တော်10ယောက်ရှိရင်လည်း10ယောက်လုံးကိုဒီပတ်စံအားလုံးကို sharing လုပ်ပြီးအကုန်ပေးလိုက်မယ် comment ကကျွန်တော်အခု30ဆိုရင်ကျွန်တော်30ကို sharing လုပ်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ comment များလေဒီရတဲ့သူနဲလေတော့ဖြစ်မှာပေါ့နော်ဒါပေမဲ့ဒါအားလုံးအတွက်ညီယူများသူ sharing ပေးခြင်းနဲ့စိတ်ကြောင်းအဲ့လိုမျိုးစီစဉ်လိုက်တာပေါ့နော်ဆိုအားလုံးပဲပါဝင်ပေးမယ်လို့မျှော်လင့်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ပါသေးတယ်တခါတည်းဒီဗီဒီယိုနဲ့တူတူ subscribe လုပ်ပေးပါဖို့ပြောချင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြပါမယ်အားလုံးပဲ see you ပါ bye bye